ကဲဒီနေ့တော့ဟိုဟာအယောင်းလာတဲ့ကားလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အခုပဲဟိုဟာ test drive လေးလုပ်ပေးနေတယ်ပေါ့နော်Grand Carbon G ဟိုမှာဒီကောင်လေးက 9C နံပါတ်နဲ့တင်မောစင်းနံပါတ်ဖြစ်တယ်ပေါ့နော်ကြောင်းကားပဲဆွဲစားမလားဒါမှမဟုတ်ကျွန်တော်တို့ highway order ပဲလိုက်မလားပေါ့နော်ကျွန်တော်တို့စီမှာလက်ရှိမာမာချာချာနဲ့ Toyota Hi-Ace ပေါ့နော် Grand Carbon G လေးတစ်စီးအခုပဲအယောင်းလာအပ်တယ်ပေါ့နော်ကားကတော့ကျွန်တော်တို့ Grand Carbon G တွေမှာတော့သူက2မျိုးလာတာပေါ့နော်ဟိုဟာစက်မှုစုံလာတယ်ပြီးတော့ကျွန်တော်တို့သမောစင်းလာတယ်ပေါ့နော်စက်မှုစုံကတော့ထုံးစံအတိုင်းပဲဟိုဟာဖြစ်တယ်ပေါ့ဗာလေဈေးတော့နည်းနည်းနေတာပေါ့နော်ကျွန်တော်စက်မှုစုံကတော့ကျွန်တော်ဒီကောင်ကတော့သမောစင်းပေါ့နော်သမောစင်းကတော့လူပိုကြိုက်တယ်ပို့ပြီးတော့လည်းဂျပန်ရဲ့အော်မူအော်သွေးကြံသေးတယ်ပေါ့နော်ပြောရရင်တော့အဲဒါဒီကားလေးရဲ့ဟိုပါပေါ့နော်ရာဇဝင်လေးကတော့ကျွန်တော်မိတ်ဆွေ first owner နာမည်ပေါက်အတိမိတ်ဆွေတယောက်ရဲ့ကားပေါ့နော်အဲ့ဒါကိုကျွန်တော်မိတ်ဆွေတယောက်ကိုဝယ်ပေးလိုက်တယ်ဝယ်ပေးလိုက်ပြီးတော့သူ့လက်ထဲမှာလိုအပ်တာတော်တော်များများအကုန်ပြန်လုပ်လိုက်တယ်အဲ့ဆိုဒီကောင်က first owner ကလည်းကျွန်တော်နဲ့လက်ရှိသိတဲ့မိတ်ဆွေပဲပေါ့နော်ဆိုတော့အဲ့ဆရာတယောက်ရဲ့ကားလုံးဝတမောစင်းထဲကနေပြီးတော့တလက်ကိုင်ခိုင်းတဲ့ကားမဟုတ်ဘူးသူခိုင်းတဲ့ကားမဟုတ်ဘူးလုံးဝသူအဲ့ဟိုမှာသွားထားတဲ့ကားနေမှာသူမိတ်ဆွေတယောက် channel မှာသွားရက်ထားတဲ့ကားအဲ့ဒါဟိုမှာကျွန်တော်မိတ်ဆွေတယောက်ကရောင်းနေတယ်ဆိုတော့လေအဲ့ဒါကျွန်တော်ပြန်ပြီးတော့သူ့ကိုပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒီကောင်လေးက96 model လေးထွက်တယ်license 2028ထိရှိတယ်ပေါ့နော် license 2028ထိရှိမယ်လောလောဆယ်အထိတော့ဟိုကနေပြီးတော့ရက်ထားတာကြာတဲ့အတွက်ဘာကြီးပြန်လောက်ရလဲဆိုတော့သူအောက်ပိုင်းကြီးတော်တော်ပြန်လောက်လိုက်ရတယ်အောက်ပိုင်းကြီးနဲ့တာယာနှလုံးလဲတာနဲ့အဲကွန်ပြန်လောက်တာနဲ့အင်ဂျင်ကျူးနီးလောက်တာနဲ့ကို340ကျော်ကိုသူပြင်ထားတယ်လက်ရှိကျွန်တော် test drive ခုနပဲကျွန်တော်စမ်းမောင်းကြည့်တယ်အဲကွန်တော်တော်လေးအေးတယ်ပြီးတော့ဟိုအတွင်းကန်းနေလည်းတော်တော်လေးကြံတယ်ပေါ့နော်ကျွန်တော် like ကားတွေတော့နည်းနည်းလေးဟိုဟာပြန်လှုပ်เสียလေးရှိတယ်ဒါလက်ရှိသူ့ရဲ့ site cover လေးတွေဒါလက်ရှိသူ့ရဲ့အတွင်းကန်းပေါ့နော်ဟိုကားတော့သူ့အော်မူအော်တိုင်းပဲပေါ့နော်ဆိုတော့ခုံ3တန်းဖြစ်တယ်ထိုင်ကုန်လေးတွေကအစတော်တော်လေးတန်တန်ပြက်ပြက်လေးကိုကြံသေးတယ်ပေါ့နော်ဆိုတော့ကားကတော့ဟို model အနှိမ့်ကားဖြစ်တဲ့အတွက်တော့ဟိုဟာဘယ်လိုပြောမလဲဟိုဟာတော့ဖြစ်တာပေါ့နော်ဟိုဗာလဲပြန်စည်းတော့ပါတယ်ဒါပေမဲ့ဟိုကောင်းတယ်ပေါ့နော်အယိုးစစ်အထိခိုက်မရှိဘူး okay တယ်ပေါ့နော်ဒါလက်ရှိ Grand Carbon G ဖြစ်ပါတယ်ကျွန်တော်တို့ဟိုဟာပေါ့နော်ဟိုဟာကြောင်းကားတွေပါကြီးဆွဲကျင်တဲ့မိတ်ဆွေတွေဆိုရင်လည်းအဆင်ပြေတယ် highway order သုံးမဲ့သူတွေဆိုရင်လည်းအဆင်ပြေတယ်ဒါမှမဟုတ် line ဆွဲစားကျင်တဲ့သူတွေဆိုရင်လည်းမဖြိုထားရသေးတယ်ကားလုံးဝသူ့ဒီမှာသူ့ရဲ့သူ sport လေးတွေဘာတွေရအစားနော်အော်စီဒီဂျိုင်းတွေအစားနော်ကျွန်တော်တို့ဒီမှာပြပေးထားပါတယ်ကျွန်တော်တည်တည်ချာချာနော်လုံးဝမဖြိုရသေးတဲ့ကားလေးပါမီးခွက်လေးတွေဘာလေးတွေအစားကွတ်သေးတယ်ပေါ့နော်ဒီမှာတာယာတွေဆိုရင်ကြည့်လိုက်ပါနော်ပြူပြဲလေးလုံးစလုံးပေါ့နော်အစ်စ်ကျွန်တော်တို့လက်ထဲရောက်တော့မှနှလုံးကအစ်စ်ထပ်ဝယ်ထားတယ်ဒီရက်ပိုင်းပဲရှိသေးတယ်အစ်စ်ကျန်နှလုံးကတော့သူတို့လက်ထဲမှာတွေကသူအစ်စ်လေးထားတယ်ပေါ့နော်ဆိုတော့ဒါလည်းရှိသူ့ရဲ့ဟိုဟာထိုင်ကုန်လေးတွေပါဟိုဟာလုံးဝတင်းတင်းရင်းရှိသေးတယ်အတွင်းကန်းလေးတွေဒီမှာမြင်သေးရတဲ့အတိုင်းပဲတန့်သေးတယ်ပေါ့နော်အဓိကတော့ aircon ပေါ့နော် aircon share အေးတယ်ခင်ဗျဟုတ်သူဟိုဟာပြန်ပြင်ထားတာပေါ့နော်ပြန်ပြီးတော့လိုအပ်တာတွေပြန်လိုက်ထားတယ်ငကူအော်မူလဲကောင်းတဲ့အတွက်တော့သူပြန်လောက်ထားတဲ့အတွက်တော့ဟို aircon အစတော်တော်လေးကို share ကြံပြီးအေးသေးတယ်ပေါ့နော်ဆိုတော့ like ကားလေးတွေတော့ပြီးရင်ကျွန်တော်ပြန်တက်ခိုင်းရမယ်ဗျကျွန်တော် like ကားလေးဒီမှာကြာနေရလေးရှိတယ်ဒီဘေးတွေမှာမတိမတက်လေးဖြစ်တာလေးတော့ရှိရပေါ့နော်စာအုပ်စင်လေးပါတယ်ကားချောတယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ဒီခေါင်တွေအစနော်ဟိုဟာအများတန်လေးအစကြံသေးတယ်engine ကောင်းတယ်ဟိုပါပေါ့ဟိုအငွေ့တွေပါတွေတော့ကျွန်တော်တို့စမ်းကြည့်တာမရှိဘူးအစွဲယုံလဲကျွန်တော်ခုနပဲကျွန်တော်စမ်းပြီးတော့မောင်းကြည့်တယ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာတွေနော်ဟိုအထိခိုက်အတွန်းတိုက်မရှိဘူးပေါ့နော်တာယာလေးတွေဆိုရင်တာယာလုံးဝဒီမှာ2025ဒိတ်နဲ့တယ်နော်ကျွန်တော်တို့ဒါအရှိနှလုံးကအသက်ကကျွန်တော်တို့ဒီဟိုမှာလဲရတာပေါ့ဟုတ်လှမြင့်နေပေါ့နော်2025ဒိတ်နဲ့တာလေးလုံးအသက်လုံးဝဟိုပါပေါ့နော်လက်တင်စီးပဲပေါ့နော်ဈေးနှုန်းလေးကတော့800နဲ့15သိန်းကိုပါညှိမယ်ပေါ့နော်ဒါသူပြောသူကျွန်တော်တို့အယောင်းလာထားတဲ့အတွက်သူခေါ်ခိုင်းတဲ့ဈေးပေါ့နော်
ဆိုတော့ fair တော့ဖြစ်ပါတယ် fair price လေးတော့ဖြစ်ပါတယ်96မှာဒီဈေးကြတော့လေအဓိကတော့ဟိုတစ်ချက်ဘိုးပြန်ထည့်ကြရမလို့ဘူးလက်တင်စီ connection ကိုသူပြင်ထားတယ်ပေါက်ချာတွေလည်းသူတခါတည်းသူထည့်ပြီးတော့ဟိုဖြစ်မယ်ပေါ့နော်ဆိုတော့လူဟာစိတ်ဝင်စားတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ S4C Automobile ကိုဖုန်းလေးကြိုဆက်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်ကားကတော့ကျွန်တော်တို့ဒီမှာလာပြီးတော့ဟိုထားထားတယ်ရက်ထားတယ်ပေါ့နော်ဒီမှာလာရက်ထားတယ်ထားတဲ့ကားပေါ့နော်သူကတော့ပထမတော့သူ order လိုက်ဖို့ဒီစဉ်းစားထားပြီးတော့အခုတော့သူပြန်ရောင်းမယ်ဆိုပြီးတော့သူ decision ပေါ့နော်အဲ့လိုလေးချရတဲ့အတွက်ကျွန်တော်တို့ဒီမှာရောင်းလာထားတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုပဲကျွန်တော်တို့ S4C ကရောင်းတဲ့ကားအကုန်လုံးကကားတန်မိုးရဲ့20%ငွေချင်ရတယ်ဗျဟုတ်ဆိုတော့20%ဆိုတော့ခုနကတော့ကားဆိုရင်ကျွန်တော်တို့800တဲ့ကားဆိုရင်ကျွန်တော်တို့160ပေါ့နော်နှုတ်တယ်ဆိုရင်ကျွန်တော်650 60လောက်ဆိုရင်ကျွန်တော်တို့ဟိုပါပေါ့နော်ကားဝယ်ယူလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာငွေစဉ်ရှိတယ်ငွေချံကကျွန်တော်တို့4လ8လတစ်နှစ်ထိကျွန်တော်တို့ငွေချံပေးတယ်ပေါ့တကယ်လို့ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ S4C Automobile Insane Japan လမ်းမှာလာရောက်ကားကြည့်ပြီးတော့အားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်